အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ထိုင်လာပြည့်နေပေါ့နော်လက်ကထုသွားလို့မှဖြစ်ပါတယ်ခေါ်လက်ကထုလို့ဖို့သွားနေပါပြီသွားကြည့်ဈေးထဲမှာပေါ့နော်ဒါလက်ကထုရဲ့ဖွေးချောင်းဈေးထဲမှာဖြစ်ပါတယ်ဒီနေ့ကတော့အလောက်ကမှပိတ်တော့လေနောက်ကျတယ်ဆိုတော့ဒီနီနာဖွေးချောင်းပဲလက်ကထုသွားလို့တာဖြစ်ပါတယ်လက်ကထောရပါပြီနော်အဲ့ဒီမှာကိုကလုံးနော်အလူလေးထည့်ပြီးတော့ယူလို့ရပါတယ်ပြီးတော့ကိုကလူကိုသွားနေပါပြီလာတဲ့ချိန်ကတိုင်းနောက်ကျတဲ့လူတွေသိမရှိတော့ပါဘူးနော်လူတွေကနည်းနည်းပဲရှိရပေါ့နော်ကိုကတိုင်းနောက်ကျပြီဆိုတော့သွားတဲ့ချိန်ကလည်း10နိုင်လောက်ရှိပြီပေါ့နော်တိုင်းနောက်ကျပြီအဲကြောင့်လူတွေသိမရှိတော့ပါဘူးခေါ်တာလူနေပါပြီပေါ့နော်လည်းတော့လူပြီးဆူတောင်းပေါ့နော်ဟိုနည်းနည်းကိုလိုချစ်တဲ့ကဆူတောင်းပြီးတော့လူတာဖြစ်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေဗီဒီယိုလေးရတာဒီလောက်ပါပဲနော်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်အားလုံးပဲဘိုင်ဘိုင်